ဘောလုံးလောကမှာအလွဲချော်တွေအများဆုံးဖြစ်ခဲ့တဲ့ကစားသမားမိတ်ဆက်ပွဲ၅ခုအကြောင်း The Sergio Dest Barcelona ပထမဆုံးတစ်ယောက်ကတော့2019ခုနှစ်မှာယူရို21တန်းနဲ့မျှော်လင့်ချက်ကြီးစွာဘာစီလိုနာကိုရောက်ရှိလာတဲ့ Sergio Dest ပါသူ့ရဲ့မိတ်ဆက်ပွဲမှာဘောလုံးကိုတောင်ကောင်းကောင်းမပုတ်ပြနိုင်ခဲ့ပဲအရှက်ကွဲခဲ့ရပါတယ်။ဒါပေမဲ့သူဟာEl Clasico World Cup ကပွဲစဉ်မှာပါဝင်ကစားခွင့်ရတဲ့ပထမဆုံးအမေရိကန်ကစားသမားဖြစ်လာခဲ့ပါတယ်။ Nacho Hernandez Real Madrid နောက်တစ်ယောက်ကတော့ The Hernandez ပါ Real Madrid ကိုရောက်လာတဲ့အချိန်မှာသူဟာအရန်ကိုစိတ်လှုပ်ရှားနေခဲ့ပုံရပါတယ်။ဘောလုံးပုတ်ပြတဲ့အချိန်မှာဘောလုံးကိုအပြင်းပြင်းနဲ့ကန်ပြီးသွားတဲ့အတွက်ထိမရပဲဖြစ်သွားပြီးနောက်ဆုံးမှာတော့လက်နဲ့ဖမ်းလိုက်ရတဲ့အထိဖြစ်သွားခဲ့ပါတယ်။ 3 Marco Perez Real Zaragoza အသင်းသမိုင်းမှာတော့ Marco Perez ရဲ့မိတ်ဆက်ပွဲကအဆိုးရွားဆုံးပါပဲ။ပရိသတ်တွေရှေ့မှာမိတ်ဆက်နေတော့ဘောလုံးကန်ပြရင်းခလုတ်တိုက်လဲခဲ့တာဟာပရိသတ်တွေအတွက်တော့မယုံနိုင်စရာမြင်ကွင်းတစ်ခုဖြစ်ခဲ့ပါတယ်။ Vinicius Jr Real Madrid Vinicius Jrကတော့သူ့ရဲ့နေရာခတ်တဲ့မိတ်ဆက်ပွဲကြောင့် Real Madrid သမိုင်းမှာအဆိုးရွားဆုံးခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့အားလုံးကထင်ခဲ့ကြပါတယ်။ကံကောင်းတာကဒါဟာစိတ်လှုပ်ရှားမှုကြောင့်ပဲဖြစ်ခဲ့တာပါ။နှစ်အနည်းငယ်ကြာမှာတော့သူဟာအသင်းရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ Ousmane Dembélé Barcelona အသင်းရဲ့သမိုင်းမှာအမှန်တကယ်အဆိုးရွားဆုံးကတော့ Ousmane Dembélé ပါပဲ။သူ့ရဲ့မိတ်ဆက်ပွဲမှာဘောလုံးပုတ်ပြပုံဟာဟာတာမင်တစ်ခုဖြစ်သွားခဲ့ပါတယ်။နောက်ပိုင်းမှာလည်းသူဟာအသင်းပေါ်တစ္ဆာဖောက်ပြီးအသင်းကိုပြောင်းရွှေ့သွားခဲ့တာအားလုံးအသိပဲဖြစ်ပါတယ်။ဒီအထက်ကဘယ်ကစားသမားရဲ့အလွဲကပိုပြီးအမှတ်ရစရာဖြစ်မယ်ထင်ပါသလဲ။